ကန်ကာလို့ခေါ်တဲ့ဒီအနာလေးတွေကမကြာခဏပေါက်ပူးကြမှာပါအဓိကတော့ဒီအနာလေးတွေပေါက်ရတဲ့အကြောင်းရင်းကတော့ stress စိတ်ဖိစီးမှုကြောင့်အများဆုံးဖြစ်ပါတယ်တခါတည်းကြရင်တော့နှာခမ်းထဲမှာထိခိုက်မှုလေးတွေသွားနေထိမိတာလေးတွေပေါက်ကျဲသွားတာလေးတွေဒဏ်ရာလေးတွေကနေလည်းဖြစ်လာတတ်ပါတယ်ဆိုတော့အဲ့လိုမျိုးဖြစ်နေလို့ရှိရင်ကျွန်တော်တို့လှုပ်လို့ရတဲ့ဟာကပလုတ်ချင်းစေးတွေမျိုးနဲ့ပလုတ်ချင်းလို့ရပါတယ်နောက်တစ်ခုကကျတော့ဒီအနာလေးတွေကိုနာရာတက်တာဖို့အတွက်ဆိုလို့ရှိရင်ဘန်ဆိုကိန်းပါတယ်ထုံစီတဲ့เนาะအဲ့တော့လိမ့်စေးလေးတွေပါဆက်လိမ့်စေးလေးတွေရှိပါတယ်ဒါလေးတွေလိမ့်ပေးလို့ရပါတယ်အစာပြော့လေးတွေစားပါပူရာဆက်တာတွေရှောင်ပါပြီးတော့လို့ရှိရင်သူကတစ်ပတ်နှစ်ပတ်လောက်မှသူ့ပတ်တာသူတက်တာသွားတတ်ပါတယ်ဒီလိုမျိုးစားနဲ့တိုးတဲ့အတွက်ကြောင့်စားကဘက်တီးရီးယားပိုးတွေကိုသိစေတာတော့မှန်ပါတယ်ဒါပေမဲ့တော်တော်ခံရခက်တဲ့ဝေနာဖြစ်မှာပါ